ကစားသမားအားလုံးကြားမှာရွေးချယ်စရာသိမ်းမရှိလောက်အောင်ကောင်းကြပေမဲ့လို့သူတို့တွေကတယောက်ကတော့သူ့ရဲ့ကစားသမားဘဝအကောင်းဆုံးရာသီတစ်ခုကိုပိုင်ဆိုင်ခဲ့ပြီးတော့ဂိုးပန်တီးမှုစံချိန်တစ်ခုကိုလည်းတင်နိုင်ခဲ့ပါတယ်ဒီဆုကိုအနိုင်ရရှိသွားသူကတော့ Bruno Fernandes ပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်မန်ယူခွင့်လူဟောင်းပြောင်းနေတဲ့ Bruno စားဂုဏ်ယူမိပါတယ်ဗျာကဲဂုဏ်ယူပါတယ် Bruno Premier League ကစားသမားအားလုံးရဲ့မဲပေးရွေးချယ်မှုနဲ့လိရဲ့အကောင်းဆုံးကစားသမားဖြစ်လာတဲ့ဒီခံစားချက်ကိုစကားလုံးနဲ့ဖော်ပြပေးပါဦး။ဒါကတကယ်ကိုဂုဏ်ယူစရာကောင်းတဲ့စက္ကန့်ပိုင်းလေးပါပဲ။ကျွန်တော်ကိုမဲပေးခဲ့ကြသူအားလုံးကိုလည်းတကယ်ပဲကျေးဇူးတင်ပါတယ်ဗျာ။ဒါကကျွန်တော်အတွက်အထူးခြားဆုံးရာသီတစ်ခုဖြစ်ခဲ့ပါတယ်။ကျွန်တော်ကိုမဲပေးဖို့ဆုံးဖြတ်ခဲ့ကြသူများကိုလည်းတကယ်ပဲအများကြီးကျေးဇူးတင်မိပါတယ်ဗျာ။ချင်းကြီးလေးကထူးခြားဆန်းပြတစ်ခုကိုလုပ်ပြခဲ့တာပါ။ Thierry Henry နဲ့ Kevin De Bruyne တို့တင်ထားတဲ့ဂိုးပန်တီးမှုစံချိန်ကိုမင်းကျော်လွန်နိုင်ခဲ့တယ်လေ။အဲ့ဒီစံချိန်နဲ့ပိုနီးစက်လာချိန်မှာမင်းစိတ်ထဲမှာဘာတွေတွေးမိလဲတကယ်တမ်းပြောလိုက်တော့အကိုတို့ဒီအကြောင်းကိုသိမပြောခင်ထိတော့ကျွန်တော်မတွေးဖြစ်ခဲ့ဘူးအဲ့ဒီနောက်ပိုင်းမှာတော့ပိုပြီးနီးစက်လာတော့မှစတင်တွေးမိလာတာပါဒါပေမဲ့ဒါကကျွန်တော်ရဲ့တိုက်စစ်မှုတွေစီကိုပိုရောက်သွားတယ်လို့ထင်ပါတယ်ဘာလို့လဲဆိုတော့သူတို့ကဂိုးသွင်းခြင်းစိတ်နဲ့ကျွန်တော်ကိုအဲ့ဒီဖန်တီးမှုရသိချင်လုံးလို့တချို့ပွဲတွေမှာဆိုရင်သူတို့ရဲ့ကိုယ်ပိုင်ကစားကွက်ကိုတော့မေ့သွားကြပြီးတော့ဒီကျွန်တော်ပေးတဲ့ဂိုးဖန်တီးမှုကိုပဲသူတို့ကရအောင်လိုက်လုပ်ပေးနေတဲ့ပုံစံမျိုးအထိပါသူတို့ကစားခဲ့ကြတာပါဒါပေမဲ့လည်းပဲကျွန်တော်ရဲဝမ်းသာပါတယ်ဖန်တီးမှုလုပ်ပေးနိုင်တယ်ဆိုတာကတရားရောက်ကဂိုးရနိုင်တယ်လို့ဆိုလိုတာပါအဓိကကတော့ကျွန်တော်ဖန်တီးပေးရင်ကျွန်တော်မန်ယူအသင်းဂိုးရတာကြောင့်ပါငငယ်လေးဘရူနိုမင်းအခုရတဲ့ဆုကို United ရဲ့အသင်းလိုင်းအောင်မြင်မှုဒါမှမဟုတ်ရင်ဖလားတွေနဲ့လဲမယ်ဆိုရင်ရောမင်းလဲမလားဒါကတော့ရှင်းပါတယ်နိုးပါပဲဘယ်သူမှဆိုဒီလိုပဲပြင်ကြမှာပါအဲ့ဒါကဘောလုံးမှာအရေးကြီးဆုံးရပါပဲကျွန်တော်တို့ကတူးတဲ့ကစားရတဲ့တင်းနစ်လိုကစားနေတာမှမဟုတ်တာဗျာဘောလုံးကစားနေတာပါအသင်းလိုင်းကစားကြတာပါကလပ်အသင်းအတွက်ပရိသတ်တွေအတွက်ကစားပေးနေကြတာပါအဲ့ဒါတက်ပို့ပြီးထူးခြားတာဘာမှမရှိပါဘူးကွင်းထဲကအသင်းရဲ့ခေါင်းဆောင်တယောက်အနေနဲ့Man United လို့ကလပ်အသင်းအတွက်ဒါကကြီးမားတဲ့တာဝန်တစ်ခုလို့မခံစားနေရအဲ့လိုတော့မခံစားရပါဘူးဒီလိုတာဝန်ယူမှုမျိုးရတာတော့ကကျွန်တော်အရင်ကြည်နှက်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်ကလည်းပဲအဲ့ဒီတာဝန်ပေါ်မှာပျော်နေလို့ပါအမေတန်းတော့မလွယ်ကူပေမဲ့လို့ဖိအားလုံးဝမရှိတာတဲ့ဆိုင်ရင်တော့ဒီလိုမျိုးဖိအားမျိုးရှိနေတာကကျွန်တော်တော်ပိုကောင်းပါတယ်ကောင်းပါပြီညီလေးငယ်မင်းနဲ့မင်းရဲ့အသင်းအတွက်အောင်မြင်ဖို့ဆုတောင်းပေးပါတယ်ကဲ Ladies and Gentlemen PFA ရဲ့တနစ်တာအကောင်းဆုံးကစားသမားဆုရသွားတဲ့ Bruno Fernandes အတွက်လက်ခုပ်တန်းနဲ့အားပေးလိုက်ကြပါအောင်ဗျ